စိုးရရဲ့စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန GBG ဟာနိုင်ငံခြားသားနိုမီနီလုပ်ငန်းတွေကိုနှိမ်နင်းဖို့ယူဟာပြောင်းလိုက်ပါပြီ။ရခိုင်လိုကြကြပြန့်ပြန့်စစ်ဆေးမဲ့အစားအထူးအနေရရှိတယ်လို့သတ်မှတ်ထားတဲ့အိမ်ချမ်းမြေခီးသွားနဲ့စားတောက်ဆိုင်ကဏ္ဍတွေကလုပ်ငန်းထောင်ချီကိုသာအဓိကထားပြီးပုံမထိရောက်တဲ့စစ်ဆေးမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။ဒီလိုလှုပ်ချင်းဟာလုပ်ငန်းစဉ်ကိုမြန်ဆန်စေမှာပါ။ GBD ညွှန်ကြားရေးမှူးချုပ်ပုံးပေါင်နိုင်ရန်လပါပုံးကထိုင်းနိုင်ငံသားကိုကြားခံထားပြီးရှယ်ယာတရားမဝင်ကိုင်ဆောင်ခြင်းဟာနိုင်ငံခြားစီးပွားရေးဥပဒေကိုချိုးဖောက်တာဖြစ်ကြောင်းအတိအလင်းပြောကြားခဲ့ပါတယ်။ထိရောက်တဲ့နှိမ်နင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ဒုတိယဝန်ကြီးချုပ်ဦးဆောင်မဲ့ကော်မတီအသစ်တစ်ရပ်ကိုဖွဲ့စည်းဖို့စီးပွားရေးဝန်ကြီးဌာနကတင်ပြထားပါတယ်။ဒီကော်မတီမှာ DSI နဲ့ငွေကြေးခဝါချမှုတိုက်ခတ်ရေးရုံးအပါအဝင်အဖွဲ့အစည်း20ကျော်ပါဝင်ပြီးယင်းနှိမ့်ညွန့်နှံမှုမြင့်တင်ရေးကိုပါဆောင်ရွက်သွားမှာဖြစ်ပါတယ်။တတိယ3လပတ်မှာလုပ်ငန်းရပ်ဆိုင်းမှုတိတိတတ်တာမြင့်တက်ခဲ့ပေမဲ့လုပ်ငန်းတင်မှတ်ပုံတင်မှုတွေကလည်းမြင့်မားနေစေဖြစ်ကြောင်း GVD ကထုတ်ပြန်ထားပါတယ်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။